င်္ဂလာပါဗျဒီနေ့ကတော့အမင်္ဂလာဖြစ်သွားတဲ့အလုပ်ရလို့ဇောနဲ့အလုပ်လက်ခံမိတဲ့ညီမသားတယောက်အကြောင်းပြောပြမယ်ပေါ့နော်သူကအလုပ်ရဖို့အတွက်ဗျာ SRPS license တရားဝင် license မရှိတဲ့လူတယောက်ရှိမှသူရိုက်ကြည့်ပြီးတော့အလုပ်ရှောက်လိုက်တယ်အလုပ်လည်းရတယ်လို့ပြောတယ်ရိုက်ကြည့်လည်းပေးလိုက်ရတယ်ပြီးတဲ့ခါကျတော့ဒီမောပေါ်ရောက်ဖို့အတွက်မြန်မာပြည်အထွက်ဖို့တရားဝင် license ကိုင်ထားတဲ့ SRPS ရှိတဲ့တစ်စင်ထွက်သွားတယ်ပေါ့ဗျာဒီမောမှာလုပ်ငန်းခွင်အတွင်းထိခိုက်တာရတယ်ဒီမောပေါ်ကနေသူ့ပြည်ပမှာစေယုံတင်ပေးတယ်ပေါင်ကျိုးတယ်ဟလာသွား66ပြုတ်သွားတယ်နော်ထိခိုက်မှုတာရတော်တော်ကြီးတယ်ဗျနော်အဲ့လိုပြည်ပပြီးတော့ပြည်ပမှာစေယုံတလားလောက်တက်ပြီးတော့မြန်မာပြည်ပြန်ရောက်လာတယ်စီစက်ကူရတယ်ပေါ့ဗျာစီစက်ကူတဲ့အခါမှာသူ့ရဲ့အခက်အခဲကဘာဖြစ်သွားလဲလို့ဆိုတော့ဒီစိတ်ကူးသားစရိတ်ကိုနော်ခုနပြောတဲ့သူ့ကိုအလုံးခံလိုက်တဲ့ SRPS license မရှိတဲ့လူရှိရတယ်ခက်ရတော့တောက်ပါခက်ရတော့တောက်ပါတော့တောက်ရတဲ့အခါကျတော့ဘာဖြစ်လဲလို့ဆိုတော့အဲ့ဒီမှာသူ့အတွက်ကြီးမားတဲ့အခက်အခဲတစ်ခုကြောင့်တယ်ဥပမာပေါ့ဗျာစိတ်ကူးတဲ့စရိတ်က340ကျတယ်340ကျတဲ့အခါမှာဒီစိတ်ကူးသားစရိတ်ကိုပြန်လာပေးမှာပဲ340ကျတဲ့အောင်ခင်ဗျားတို့ပြင်ပေါက်စည်းနဲ့တွေ့ရင်ဘယ်လိုလုပ်ဆိုပေါ့နော်ခမကြီးဒေါ်လာ1000ရမယ်ဒါပေမဲ့ဒီနေ့ကလပ်ကိုခင်ဗျားတို့ကဒီရော်ကြီးတွေတောင်းတဲ့အခါကျရင်အစိုးရရဲ့တရားဝင်ပြဋ္ဌာန်းထားတဲ့ငွေလဲတုံးနဲ့တောင်းလို့ရတယ်ပေါ့နော်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့340ကိုခင်ဗျားအစိုးရတရားဝင်ပြဋ္ဌာန်းထားတဲ့အစိုးရရဲ့ prefer rate ပေါ့နော်ပြဋ္ဌာန်း rate ကဘယ်လောက်ရှိနေဆိုတော့2100ဆိုတော့ခင်ဗျားဒေါ်လာနဲ့340ကိုပြန်တွက်လို့ရှိရင်ခင်ဗျားဒေါ်လာ2000ရမယ်နော်ကျွန်တော်ပြန်ပြောမယ်ပြင်ပပေါက်စည်းနဲ့တွေ့ရင်ခင်ဗျားဒေါ်လာ1000ပဲရမယ်အစိုးရရဲ့တရားဝင်ပြဋ္ဌာန်းတုံးနဲ့တွေ့ရင်ခင်ဗျားဒေါ်လာ2000ရမယ်သို့တော်ဒီတရားမဝင် SRPS မလုပ်တဲ့လူကဘာလုပ်လိုက်လဲဆိုတော့ဒေါ်လာ2000ယူလိုက်တယ်380ရတယ်380တွေက340ကိုသမောသားကိုပေးကျန်တဲ့340ကိုသူ့အိတ်ထဲထည့်လိုက်တယ်နော်ဒါတစ်ချိန်လည်းမကောက်ဘူးနှစ်ချိန်မကောက်ဘူးပြဿနာတက်ကြတယ်နော်အဲ့တော့ဒီသမောသားကလည်းပြည်ပမှာစေးရုံတက်တဲ့ကိုကကျွန်တော်တို့ ਨੇ ဖွဲ့ချုပ်နဲ့လာပြီးတိုင်ပင်တာဖြစ်တဲ့ကျွန်တော်တို့ကလည်းသူလိုအပ်တဲ့အကြံဉာဏ်အဆိုပြုချက်ကလေးလုပ်ပေးတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ခုတော့အဆင်ပြေလားဆိုတော့အလုံးစုံအဆင်ပြေတာတော့မဖြစ်သေးဘူးအဲ့တော့ခင်ဗျားတို့ဒီကိစ္စတွေနဲ့ပတ်သက်လို့တိုင်ပင်နေတယ်ဆိုရင်ဖွဲ့ချုပ်ကိုအချိန်မီလာခဲ့ပါ